အားလုံးပဲမင်္ဂလာပါခင်ဗျာ Sony ကနေပြီးတော့ကြိုဆိုလိုက်ပါတယ် ဒီနေ့မှာတော့ကျွန်တော်ညီကိုနှစ်ယောက်ကနေပြီးတော့ Sony Connect ဆိုတဲ့ program တစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ် ဟုတ်ကဲ့ပါခင်ဗျာကိုတီးကပြောသွားတဲ့ဒီ Sony Connect program လေးရဆိုရင်တော့ကျွန်တော်တို့ Sony product တွေနဲ့ Sony product တွေကိုအသုံးပြုတဲ့ဒီ customer တွေကြားမှာတည်တဲ့အကြောင်းအရာလေးတွေအသုံးပြုပုံတွေနောက်အသစ်တော့ technology တွေကိုကျွန်တော်တို့ကအသေးစိတ်ရှင်းပြပေးသွားမယ့် program လေးတစ်ခုဖြစ်ပါတယ် ဟုတ်ပါတယ်ကျွန်တော်ဒီ season လေးမှာဆိုရင် customer တွေအနေနဲ့ Sony ရဲ့ product information အကြောင်းအနေနဲ့အသုံးပြုပုံအကြောင်းတွေကိုပါဝင်သွားမှာပဲဖြစ်ပါတယ်ဒီ program လေးကိုတော့ကျွန်တော်တို့ရဲ့ Sony မြန်မာ YouTube channel ကနေပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ Sony မြန်မာ YouTube channel လေးကို subscribe လုပ်ပေးဖို့နဲ့အခုကြည့်နေတဲ့လူတွေရော customer ကြီးများအနေနဲ့ရော subscribe လေးလုပ်ပေးဖို့ကျွန်တော်ဒီနေရာကနေတောင်းဆိုချင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ Sony Connect program ကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်သိရှိလိုတဲ့အကြောင်းအရာများကိုလည်း comment မှာမှတ်လို့ရပါတယ်။အော်ဒါနဲ့လေကိုတရားဟိုဟာ live program လေးရောရှိအောင်မယ်ထင်တယ်နော်ဟုတ်တယ်ကိုကျွန်တော်တို့ဘာလို့ YouTube live ဆိုတဲ့ program လေးလည်းရှိပါတယ်ဒီ program လေးမှာဆိုလို့ရှိရင်လည်း customer တွေအနေနဲ့ Sony product အကြောင်းကိုသိချင်တာလေးတွေကိုလည်းမေးမြန်းလို့ရပါတယ်ဒီနေ့ကတော့ Sony Connect program လေးကိုမိတ်ဆက်ပေးတာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်တို့နဲ့အတူပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ